ဒီနေ့အတွက်ဘုရားသခင်စကားပြောတဲ့အရာကတော့စာလံခန်းကြီး119အခန်းငယ်105နှုတ်ကပတ်တော်သည်အကျွန်ုပ်ခြေရှိမှမိခွက်ဖြစ်၍အကျွန်ုပ်လန်ခီကိုလင်းစေပါ၏ဘုရားသခင်ရဲ့နှုတ်ကပတ်စကားတော်ဟာကျွန်တော်တို့ရဲ့အသက်တာများကိုလင်းဖြစ်စေရန်အတွက်အလွန်အရေးကြီးတာဖြစ်ပါတယ်နှုတ်ကပတ်တော်ဟာကျွန်တော်တို့ကြုံတွေ့ရမယ့်စိန်ခေါ်မှုတွေကိုကျော်ဖြတ်နိုင်သောလမ်းကိုဖြစ်ဖြစ်မတိကျမြေယာဖြစ်နေသောအရာတွေကိုရှင်းလင်းပြသစေရန်ဖြစ်ဖြစ်မိမောင်းထုတ်ပြနိုင်တာဖြစ်ပါတယ်စာလံခန်းကြီး23ခန်းငယ်3ငါဝိညာဉ်ကိုအားဖြည့်၍နာမတော်ကိုအလို့ငါတရားလမ်းထဲ၌သွေးဆောင်တော်မူ၏ထုံနှုတ်ကပတ်တော်ဟာကျွန်တော်တို့အရောက်ချင်းစီတိုင်းရဲ့အသက်တာကိုဘုရားသခင်ကလမ်းပြပေးနေတယ်ဆိုတာကိုသိချင်နေစေပါတယ်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းဝိညာဉ်ရေးရာအသက်တာအလင်းလင်းစေရန်အတွက်ကျွန်တော်တို့ဟာနှုတ်ကပတ်တော်ထဲမှာရှိတဲ့နက်နဲတဲ့အရာများကိုနားလည်သောဉာဏ်ပညာကိုရရှိရန်အလွန်အရေးကြီးပါတယ်နှုတ်ကပတ်တော်မှာရရှိသောဉာဏ်ပညာကကျွန်တော်တို့ရဲ့အတွေ့အခေါ်လှုပ်ဆောင်မှုတွေနဲ့ဆုံးဖြတ်ချက်တွေကိုပြုပြင်ပေးနေပါတယ်ကျွန်တော်တို့ကိုအားဖြည့်ပေးပြီးဒုစရိုက်မှလွတ်မြောက်စေမှာကလည်းထိုဉာဏ်ပညာပဲဖြစ်ပါတယ်နှုတ်ကပတ်တော်နဲ့ဆိုင်သောဉာဏ်ပညာကိုရ၍ဘုရားသခင်နဲ့ပူပူပြီးရင်းနှီးလာသောအတ္တတာဟာအရာရာမှာကြီးထွားလာမှာဖြစ်ပါတယ်။ရောက်ရှိစေတဲ့ကိုဘုရားသခင်ကောင်းချီးပေးပါစေ။